Hello,အားလုံးပဲမင်္ဂလာပါရှင်။ဒီကလေးနှစ်ခက်နေရောက်နေမှာပါနော်။မိုင်းရဲ့ဝါသနာရကင်ချီလေးလုပ်ထားပါတယ်။ကင်ချီလုံးကြီးလေးတင်ပေးမယ်ရှင်။ကြည့်ပေးပါအောင်နော်။အပိကြပါအောင်။ကင်ချီလေးလုပ်မယ်ဆိုကျွန်မမုံလာအုပ်တုံထားပါတယ်နော်။ကျွန်မမုံလာအုပ်လေးတွေပေါ်တဲ့အချိန်မှုလို့ပါ။မုံလာအုပ်လေးတွေကိုကိုလိုတလောက်လေးတွေဖြတ်မယ်။ဖြတ်ပြီးတော့လို့ရှိရင်စားထည့်မယ်ရှင်။စားနဲ့အငွေ့တက်မယ်။မုံလာအုပ်က17တက်ဖြစ်တဲ့အတွက်ကိုစားမများထည့်ပြီးတော့နေမယ်နေပြီးနုံးနဲ့ထိနေမယ်နော်နုံးနဲ့ထိနေပေးရပါတယ်သူ့ကိုနုံးသွားအောင်နေပြီးသွားပြီဆိုလို့ရှိရင်တော့ခဏစားနဲ့ခဏနှက်ထားရပါတယ်နော်ပြီးရင်တော့ရေးစင်းမယ်ရှင်ရေးစင်းအောင်စင်းမယ်ခုနကနေထားတဲ့စားတွေပါကုံစင်အောင်စီကုံစင်အောင်ဆိုပြီးမှလည်းသူကအထဲထဲမှာစားတက်တွေဝင်သွားပြီเนาะကုံစင်အောင်စီပြီးသွားပြီဆိုလို့ရှိရင်သူရေစစ်မယ်ရေအချောက်ခံထားပါမယ်ရှင်ဒီလိုစကားလေးနဲ့ရေအချောက်ခံထားပါတယ်เนาะရေချောက်ခံပြီဆိုရင်တော့ပေါဝင်ပစ္စည်းလေးရောင်းနေမော်ပြီးရင်ကြက်သွန်ဖြူနီပြီးသွားလို့ရှိရင်ကြက်သားမော့ပြီးသွားလို့ရှိရင်တော့ကောင်းချင်းမှုတ်ကလေးကိုရင်းနှီးနဲ့ကြိုးထားတာလေးဖြစ်ပါတယ်เนาะပြီးသွားရင်ရှက်လက်ကာရီဒါတွေကကင်ချီလုံးမယ်ဆိုလို့ရှိရင်ဒါလေးတွေကမပါဖြစ်ပါမဲ့အရာလေးတွေပါရှင်ရေချောက်ခံပြီးသားလေးတွေကိုခုနဝါကျဲတဲ့စလုံးလေးကိုပြန်ထည့်ပြီးတော့နေမယ်ပေါ့နော်ဝါကျဲတဲ့စလုံးလေးကိုထည့်လိုက်ပါပြီရှင်ပြီးတော့လို့ရှိရင်တော့သူ့ကိုဘာရင်ထည့်မလဲဆိုတော့ရောင်နေမှုန်လေးထည့်မယ်ရောင်နေမှုတ်ထည့်ပြီးတော့လို့ရှိရင်ကြက်သွန်ဖြူနီထောင်းထားတာလေးထည့်မယ်နော်ကြက်သွန်ဖြူနီမထောင်းခြင်းလဲညက်ချင်တဲ့သူတွေကတော့ဘရန်နာနဲ့ကြိတ်လို့ရပါတယ်နော်ကျမလိုကြိုက်ရင်တော့ကျမလိုတုံးပါရှင်ပြီးတော့ကြက်သားမှုန်လေးလိုတလောက်ထည့်မယ်ဒီနေရာမှာကြက်သားမှုန်ထည့်ပြီးတော့လို့ရှိရင်စားငပြရင်လုံးဝမထည့်ရတော့ပါဘူးเนาะဘာလို့လဲဆိုတော့ခုနစားနဲ့နှက်ထားတဲ့ဟာမှာအငန်ကြီးအရန်ဝင်ထားပြီးသွားပါပြီเนาะပြီးတော့ရင်ကောင်းချင်းအနှစ်လေးထည့်မယ်ရှင်ကောင်းချင်းအနှစ်သုံးမဲ့နေရာမှာဆက်နှစ်လည်းသုံးလို့ရပါတယ်ဘာလို့လဲဆိုတော့ဆက်နှစ်ကတော့ရီထွက်တယ်ကျမရီထွက်တာမကြိုက်ပါဘူးရှင်ကောင်းချင်းမှုန်လေးသုံးပါတယ်ကောင်းချင်းမှုန်လေးရကြတော့စီစီထနှန်းလေးဖြစ်သွားလို့ပါရှင်ပြီးရင်ရှာလက်ကိုင်းထည့်မယ်ရှာလက်ကိုင်းကိုလိုတလောက်ထည့်မယ်အချင်းကြိုက်ရင်အချင်းထက်ထည့်မယ်အချင်းမကြိုက်တဲ့သူတွေဆိုရင်တော့အနီတော့ပဲပေါ့နော်ကျမကတော့နုံးနေအောင်နေရပါတယ်เนาะကျမကတော့နေနီးနဲ့ကျမမြည်ပါတယ်ရှင်เนาะနေနီးနဲ့လည်းစားလို့ရပါတယ်เนาะနုံးနေအောင်တော့နေပြရပါတယ်ပြီးတော့နေပြီးသွားပြီဆိုလို့ရှိရင်တော့4နာရီအတွင်းမှာ4နာရီအချိန်ခံပြီးသွားရင်စားလို့ရပါပြီเนาะ4နာရီရဲ့နောက်ပိုင်းမှာစားလို့ရတာပေါ့နော်ဒီလိုအနေထားလေးဖြစ်သွားပါပြီဘူးလုံလေးနဲ့ထည့်သိမ်းတာပဲပေါ့နော်ဒီလိုမျိုးလေးထည့်ပြီးသွားလို့ရှိရင်တော့4နာရီထားပြီးသွားရင်နော်လိုစားလို့ရတယ်ကျမဆိုရင်ကြက်သားလေးနဲ့ထည့်စားတယ်ကင်ချီဟင်းပြုတ်တောက်ပါတယ်ရှင်ကျမတို့လည်းလှုပ်စားကြည့်ကြပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်